American ပြည်ထောင်စုမှာလူတွေချစ်ချက်ခွင့်လုံးဝမရှိတဲ့နေရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်ပထမဆုံးတစ်ခုကတော့ Colorado ပြည်နယ်မှာရှိတဲ့ ADX Florence အကျဉ်းထောင်ကြီးပဲဖြစ်ပါတယ်ဒီနေရာမှာတော့ American ရဲ့အန်ဒီရဲ့အရှိဆုံးရာဇဝတ်ကောင်တွေကိုချုပ်နှောင်ထားတာမှာဒီထောင်ကြီးကိုအလွန်တင်းကျပ်စွာစောင့်ကြပ်ထားပြီးတော့မီဒီယာတွေဒါမှမဟုတ်ပြင်ပလူတွေကိုဘယ်တော့မှဝင်ရောက်ကြည့်ရှုခွင့်မပေးခဲ့ပါဘူးနောက်တစ်ခုကတော့ဟာဝိုင်ယီဗျူနယ်မှာရှိတဲ့နီအီဟောင်ကျွန်းလေးပဲဖြစ်ပါတယ်။ဒီကျွန်းလေးကိုတော့ Robinson မိသားစုကထိန်းထုတ်ထားတာမှာနီအီဟောင်ကျွန်းဟာဟာဝိုင်ယီလူမျိုးတွေရဲ့ရိုးရာဓလေ့တွေကိုအခုထိထိန်းသိမ်းထားနိုင်တဲ့နောက်ဆုံးကျွန်းလေးလည်းဖြစ်ပါတယ်။ Robinson မိသားစုကဒီကျွန်းပေါ်မှာတဘာဝပတ်ဝန်းကျင်နဲ့ဟာဝိုင်ယီရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်စောင့်ရှောက်ဖို့ဆုံးဖြတ်ထားတာပါ။ဒါကြောင့်ဖိတ်ကြားထားတဲ့ဧည့်သည်တွေကလွဲရင်ကျန်တဲ့လူတွေကိုတော့ဒီကျွန်းပေါ်ချေချခွဲလုံးဝပိတ်ပင်ထားပါတယ်။နောက်ဒီနေရာကတော့ American က area 50လို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။ဒါဟာ American ရဲ့ထိပ်တန်းလျှို့ဝှက်ချက်တွေရှိတဲ့အခြေစိုက်စခန်းတစ်ခုပါ။ကျူးကျော်ဝင်ရောက်လာသူဘသူကိုမဆိုပြစ်ဒဏ်သွားမှာဖြစ်ပါတယ်။စစ်ဘက်သုံးလေးရင်တွေကိုတော့ဒီနေရာမှာပြန်တန်းခွင့်မပြုထားပါဘူး။အကယ်၍စီကံဖောက်ဖျက်ခဲ့ရင်တော့အဲ့ဒီလေးရင်တွေကိုပါပြစ်ခါဖျက်ဆီးပြစ်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကန်တကီကီနယ်မှာရှိတဲ့ Fort Knox ပဲဖြစ်ပါတယ်။ဒါဟာ American ရဲ့အကြီးဆုံးရွှေတိုက်ကြီးဖြစ်ပြီးတော့ရွှေတန်ချိန်4500ကျော်ကိုဒီမှာသိမ်းဆည်းထားတာပါ။ဘသူကမှအချဲကိုဝင်ခွင့်မပြုသလိုစီကံဖောက်ခန့်ရင်တော့အဖြစ်ခံရနိုင်ခြေရှိနေပါရဲ့